ယောက်ဟာငွေစုဖို့ကြိုးစားပြီးပျော်ရွှင်တဲ့ဘဝကိုစတင်တော့မယ်လို့ထင်ပြီးတိုက်ခန်းတစ်ခန်းဝယ်ခဲ့ကြပေမဲ့သူတို့လိုမှုကြိုးစားခဲ့တဲ့အိမ်ဟာတကယ်ဒေတာရဲချုပ်တဲ့အိမ်ဖြစ်တယ်ဆိုတာသူတို့မသိခဲ့ကြပါဘူးအိမ်ပြောင်းပြီးမကြခင်မှာပဲဂျိုဟီဟာအပေါ်ထက်ကစူညံတန်းတွေကြောင့်အဆုံးကိုရောက်သွားခဲ့ပြီးအနောက်ရှက်တွေကိုရှော့ချဖို့မျက်နှာကျက်မှာရင်းနှီးပြားတွေကပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒါပေမဲ့သူမပြီးတော့မှပဲစိတ်နောက်ရှက်ဖြစ်စေတဲ့စူညံတန်းကအပေါ်ထက်ကနေထပ်ပြီးပဲ့တင်ထပ်သွားပါတယ်ဂျိုဟီဟာအတန်ကိုမှတ်တမ်းတင်မှုသူမရဲ့ကင်မရာကိုချက်ချင်းထုတ်ပြီးအပေါ်ထက်ကအိမ်ကြီးချင်းကိုရင်ဆိုင်တဲ့အခါတက်တည်အဖြစ်အသုံးပြုဖို့စီစဉ်ထားပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်အတွင်းမှာပဲလာတာဆောင်ကနေထူးဆန်းတဲ့စူညံတန်တစ်ခုထွက်ပေါ်လာပါတယ်ရုတ်တရက်ဖုံးမိလာပြီးသူမကကင်မရာကိုစပွဲပေါ်တင်ပြီးလာတာဆောင်ဘက်ကိုညွှန်ပြလိုက်ပါတယ်ဒါပေမဲ့ဖုန်းလိုင်းရဲ့တစ်ဖက်မှာတော့ဘယ်သူမှစကားမပြောကြပါဘူးပြီးတော့အပေါ်ထက်ကကျေလောင်တဲ့အတန်နဲ့အတူအိမ်ထဲကမီးတွေရုတ်တရက်ပိတ်သွားပါတယ်သူမစဝေးစဝါဖြစ်နေတဲ့အချိန်မှာပဲမီးတွေကပုံမှန်ပြန်ဖြစ်သွားပါတယ်အပေါ်ထက်ကစူညံတန်တွေစကြရတော့သူမမခံနိုင်တော့ပဲအပေါ်ထက်ကိုသူတို့နဲ့ငင်းခုန်ဖို့ပြင်ဆင်လိုက်ပါတယ်အဲ့ဒီအချိန်မှာအမျိုးသမီးတယောက်ရဲ့အရေးကလာတာဆောင်ပေါ်မှာရှိနေရဆိုတာသူမလုံးဝမသိခဲ့ပဲထူးဆန်းတဲ့ကြိတ်တန်ကတဖန်ပြန်ထွက်ပေါ်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲဂျိုဟီပြောက်ကွယ်သွားခဲ့တယ်၄ရက်ကြာမှကုမ္ပဏီကဂျိုဟီအလုပ်မလာဘူးဆိုတာသတိထားမိပြီးရဲကိုခေါ်ခဲ့ပြီးမကြခင်မှာပဲရဲကသူမရဲ့ညီမဂျိုယောင်းကိုဆက်တွေ့ခဲ့တယ်ဂျိုယောင်းဟာအချိန်ပိုအလုပ်များတာကြောင့်ကုန်အနည်းဆောင်မှနေခဲ့တာကြောင့်သူမရဲ့ညီမနဲ့အချိန်တော်ကြာအဆက်အသွယ်မရခဲ့ဘူးအိမ်ပြန်ရောက်တော့တကားမှာကတ်ထားတဲ့မှတ်စုတစ်ခုကိုတွေ့လိုက်ရတယ်မကြခင်မှာပဲဂျိုယောင်းဟာတိုက်ခန်းထဲကိုဝင်သွားတော့အိတ်ခန်းကရှုပ်ပွားနေပြီးညီမရဲ့အိတ်ခန်းကလည်းရှုပ်ပွားနေတာကိုတွေ့လိုက်ရတယ်သူမသည်ထိုမြင်ကွင်းကိုမြင်လိုက်ရတော့အခါဒေါသထွက်သွားပြီးသူမညီမထံချက်ချင်းဖုန်းဆက်ရန်ကြိုးစားခဲ့တော့လေဖုန်းပိတ်ထားသည်ကိုတွေ့ရှိခဲ့ပြီးအပေါ်ထက်မှအဆက်မပြတ်စူညံတန်များကြားရသည်ဟုသူမညီမကညှိညူခဲ့သည်ကိုသူမပြန်ပြောပြခဲ့တော့လေကျူရောင်းတွင်အကြအာရုံပြဿနာရှိပြီးနာကြကိရိယာမပါပဲဘာမှမကြားနိုင်တော့ကြောင့်ဂျူဟီ၏စိတ်ကြယောဂအခြေအနေကိုသူမဘယ်တော့မှနားမလည်ခဲ့ပါခင်လို့ဒီတိုက်ခန်းကိုဝယ်ယူပြီးဖြစ်သောကြောင့်မိတို့ပင်ဖြစ်စေလိုက်ရောမိထွေဖြစ်အောင်နေထိုင်တဲ့ကြောင့်ပင်သူမကပြောခဲ့ပြီးဂျူဟီသည်စကားမပြောနိုင်အောင်ဖြစ်သွားခဲ့သည်ဂျူရောင်းသည်သူမညီမပျောက်ဆုံးသွားခြင်းသည်စူညံတန်နှင့်ဆက်ဆက်နေနိုင်သည်ဟုတမယဝင်လာသောကြောင့်ဂျူဟီ၏အလုတ်ခွင်သို့တွားရောက်ကသူမ၏အရင်းနှီးဆုံးလုပ်ဖော်ကိုင်ဖက်ပြေဟွန်အားချအေးနေကြောင်းမင်းမြန်ခဲ့သည်ဂျူဟီနဲ့ဖုန်းပြောတိုင်းထူးဆန်းသောအတန်များကြားရသလားဟုသူမအမြဲမေးလို့ရှိတော့လေပြေဟွန်းကဘာမှမကြားခဲ့ရကြောင်းပြောကြားခဲ့သည်နောက်ပိုင်းဂျူရောင်းအိမ်ပြန်ရောက်တော့သူမညီမဖုန်းကိုတွေ့ခဲ့တော့လေဖုန်းပိတ်ထားပြီးပိတ်သွားခဲ့သည်သူမညီမသည်သူမသွားလျာတိုင်းဖုန်းကိုယူဆောင်သွားလို့ရှိတော့လေယခုအခါအိမ်တွင်ခြံထားခဲ့သောကြောင့်တင်းသည်အလွန်ထူးဆန်းသည်ဟုသူမထင်မြင်မိပါသည်သူမသည်တဲလွန်စားများရှိမရှိဖုန်းကိုအသွင်းရန်ပြင်ဆင်ခဲ့တော့လေကျမ်းပြင်မှအသွင်းကျိုးကိုကောက်ယူရန်ကိုင်းညှိလိုက်သောအခါမမျှော်လင့်ပဲမြေပြင်ပေါ်တွင်မှုတက်နေသောအစွန်းထင်းကြီးတစ်ခုကိုသတိပြုမိခဲ့သည်သူမတုံ့ပြန်နိုင်ခင်မှာပင်တကားခောက်တန်ကြားလိုက်ရသည်ဘသူလဲလို့မေးပြီးနောက်ဧည့်သည်မှာ904အောက်ထပ်တွင်နေထိုင်သူဖြစ်ပြီးတိတ်တိတ်နေဖို့ပြောရန်လာနေကြောင်းသိလိုက်ရသည်ဂျိုယောင်းကမကြသေးမီရက်များအတွင်းအိမ်တွင်ညီသူများမရှိခဲ့ကြောင်းနှင့်အတန်သည်ရင်းနှီးထံမှမဖြစ်နိုင်ကြောင်းရှင်းပြတော်လဲအမျိုးသားကနားမထောင်ခဲ့ပြီးသူ့မျက်လုံးများကအေးဆက်နေပြီးအတန်များဆက်မြည်နေပါကသူမ၏ပါဆက်ကိုဆွဲဖြဲပြစ်မိဟုချင်းချောက်သည်အမျိုးသားထွက်သွားပြီးနောက်ဂျိုယောင်းသည်စင်ကြံဆုံးတွင်မလုံးမရှက်ရက်နေသောစပင်းရှင်နှင့်အမျိုးသမီးတဦးကိုမြင်လိုက်ရသဖြင့်သူမအလွန်ထိတ်လန့်သွားပြီးတကားကိုချက်ချင်းပိတ်လိုက်သည့်ဖုန်းကိုအားပြည့်သွင်းပြီးနောက်ဂျိုယောင်းသည်ဖုန်းကိုလော့ဖွင့်ရန်ကြိုးစားတော့လဲစကားဝက်အမှန်ကိုမသိခဲ့ပေနောက်တစ်နေ့တွင်သူမသည်လုံခြုံရေးရုံးသို့တွားရောက်ကကင်းသမားအားမကြသေးမီကသူမ၏ညီမကိုမြင်တွေ့ခဲ့သလားဟုမေးမြန်းခဲ့သည့်ကင်းသမားကဂျိုဟီသည်စူညံတန်ကြောင်းတိုင်ကြားရန်ရောက်ရှိလာခဲ့တော့လဲသူမအားအတော်ကြာမတွေ့ခဲ့ရကြောင်းပြောကြားခဲ့သည်ဂျိုယောင်းက904တွင်နေထိုင်သူအကြောင်းပြောပြရာတွင်သူသည်အမြဲတမ်းနှောက်ယှက်နေသည်ဟုပြောသောအခါကင်းသမားက904တွင်နေထိုင်သူအကြောင်းဆင်းသည်လည်းစူညံတန်ကြောင့်စိတ်အနှောက်ယှက်ဖြစ်ပြီးနားလည်ပေးပါရန်ရှင်းပြခဲ့သည့်တိုက်ခန်းနံပါတ်604ဖြစ်သောကြောင့်အိမ်ကြီးချင်းများကအထူးကူးစိုက်ကြလိမ့်မည်ဟုသူကပုတ်ပုတ်တန်တန်ဖြည့်ဆွတ်ပြောကြားခဲ့သည့်ကင်းသမားက604တွင်ရခင်ကဖြစ်ပျက်ခဲ့သည့်များကိုရှင်းပြရမည့်အချိန်တွင်အမျိုးသမီးတဦးသည်မြေအောက်ခန်းမှအနံ့ဆိုးတစ်ခုထွက်လာကြောင်းသတင်းပို့ပြီးချက်ချင်းဆေးရန်တောင်းဆိုခဲ့သည့်ကင်းသမားကမြေအောက်ခန်းတကားကိုဖွင့်လိုက်သောအခါအနံ့ဆိုးများထွက်လာခဲ့သည့်10နှစ်ကလေးကဂရုမစိုက်သောနေထိုင်သူအချို့သည်ထိုနေရာတွင်အမိုက်များပြစ်ချခဲ့ကြပြီးအချိန်ကြာလာသည့်နှင့်အမျှအမိုက်များသည်စုပုံလာပြီးညစ်ပတ်လာကြောင်းရှင်းပြခဲ့သည့်နေထိုင်သူများကိုတားဆီးရန်အတွက်ကင်းသမားကမြေအောက်ခန်းတကားကိုတောက်ခတ်ထားတော့လေအချို့ကအဆင်ပြေစေရန်အတွက်ပြတင်းပေါက်မှတစ်ဆင့်အမိုက်များပြစ်ချကြဆဲဖြစ်ကြောင်းပြောကြားခဲ့သည့်တန်ရှင်းရေးလုပ်ဖို့ဝန်တန်းရပေါင်းများစွာကုန်ကြမှာဖြစ်ပြဘယ်သူမှမပေးချင်တဲ့အတွက်ဒီကိစ္စကိုမဖြေရှင်းနိုင်ခဲ့ပါဘူးရဲ့အနေငယ်ကြာမှာ
ဂျိုယောင်းဟာအလုတ်ထွက်ပြီးသူ့ညီမကိုရှာဖို့အချိန်ကိုရအောင်အိမ်ပြန်သွားခဲ့ပါတယ်အဲ့ဒီနေ့ကလည်းသူ့မွေးနေ့ပါခင်ချီတွေနဲ့ပြည့်နေတဲ့စပွဲကိုကြည့်ပြီးသူ့ညီမအကြောင်းမတွေးဘဲမနေနိုင်ခဲ့ပါဘူးဂျူဟီကဂျိုယောင်းကင်ချီကိုကြိုက်တယ်ဆိုတာသိတာကြောင့်မွေးနေ့တိုင်းမှာသူ့အတွက်အများကြီးချက်ပြုတ်ပေးပေမဲ့ဒီနေ့မှာတော့ဂျူဟီနဲ့မျှဝေဖို့မရှိပါဘူးအဲ့ဒီအချိန်မှာဂျိုယောင်းဟာတခုခုကိုတွေးမိပြီးသူ့ညီမရဲ့ဖုန်းကိုလော့ဖွင့်ဖို့စကားဝက်အဖြစ်သူ့မွေးနေ့ကိုစမ်းကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်အံ့ဩစရာကောင်းတာကအလုပ်ဖြစ်ခဲ့ပါတယ်